สะดวกสบายရဲ့အဓိပ္ပာယ်ကတော့အဆင်ပြေချောမွေ့တာကိုစะดวกสบายလို့ပြောပါတယ်ทำงานสะดวกสบายทำงานสะดวกสบายทำงานရဲ့အဓိပ္ပာယ်ကတော့အလုပ်လုပ်တာပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ทำงานสะดวกสบายဆိုတော့အလုပ်လုပ်ရတာအဆင်ပြေချောမွေ့တယ်နောက်တစ်ကြောင်းทำงานที่นี่สะดวกสบายทำงานที่นี่สะดวกสบายအဲ့တော့အသစ်ပေါ်လာတဲ့စကားလုံးที่นี่ရဲ့အဓိပ္ပာယ်တော့ဒီမှာဒီနေရာမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ทำงานที่นี่ဒီနေရာမှာလုပ်ရတာสะดวกสบายအဆင်ပြေချောမွေ့မှုရှိတယ်အဆင်ပြေချောမွေ့တယ်ทำงานที่นี่สะดวกสบายနောက်တစ်ကြောင်းทำงานที่นี่สะดวกสบายဒီတီကအပေါ်အစာကြောင်းမှာပါပြီးသားပေါ့နော်ทำงานที่นี่สะดวกสบายဒီနေရာမှာလုပ်ရတာအဆင်ပြေချောမွေ့တယ်ပေါ့နော်နောက်တဲ့အသစ်ပေါ်လာတဲ့စကားလုံးเพื่อนร่วมงานดีเพื่อนร่วมงานดีအဲ့ဒီမှာเพื่อนร่วมงานအဓိပ္ပာယ်တော့လုပ်ဖို့ကင်ဘက်เนาะအလုပ်မှာရှိလုပ်ဖို့ကင်ဘက်တွေကိုเพื่อนร่วมงานလို့ပြောပါတယ်အဲ့တော့ပုံမှန်တကယ်ချင်းဆိုတော့เพื่อนဒါပေမဲ့သူကเพื่อนကိုထပ်ပြီးတော့မှအခြေချဲ့ပေးထားတယ်ပေါ့เนาะဘယ်လိုမျိုးတကယ်ချင်းလဲဆိုတော့နောက်ကနေချဲ့ပြီးတော့ဖော်ပြပေးထားတယ်เพื่อนร่วมงานလုပ်ဖို့ကင်ဘက်ဒီဆိုတာကောင်းနေဆိုတော့เพื่อนร่วมงานดีလုပ်ဖို့ကင်ဘက်တွေလည်းကောင်းနေဆိုတော့ရှိရတဲ့ကြောင်းလေးပေါင်းမယ်ทำงานที่นี่สะดวกสบายเพื่อนร่วมงานดีဒီပဲတော့ဒီနေရာမှာလုပ်ရတာအဆင်ပြေချောမွေ့တယ်လုပ်ဖို့ကိုင်ဘက်တွေလည်းကောင်းတယ်ဒီလိုသင်ခန်းစာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ video class အနေနဲ့အလို့ရပါတယ် video class ထဲမှာတော့ကျွန်တော်တို့တချို့ grammar လေးတွေကိုအသေးစိတ်ပြန်ရှင်းပြထားလေးတွေပါတယ်နောက်တစ်ခုကတော့ဒီသင်လိုက်တဲ့စာပိုက်ကိုနားလည်လားနားမလည်လားစမ်းစစ်လို့ရအောင်ကျွန်တော်တို့မိကုန်းလေးလည်းထည့်ထားပေးတယ်ပေါ့နော်ဆိုတော့ပတ်ချင်တဲ့စိတ်ဝင်စားရဆိုရင် video လေးကို screenshot ရိုက် page messenger မှာအသေးစိတ်စုံစမ်းလို့ရပါပြီဆိုတော့ဒီ video ကနေလာအပ်တယ်ဆိုရင်လည်းအထူးစီးနေနေရရှိဦးမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်တွေ့ပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်